အားလုံးပဲမင်္ဂလာပါ Burmese Horror Story မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်မှာတော့ American နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ထူးဆန်းတဲ့တစ်တာအကြောင်း Diabuk Parker ရဲ့မှောက်မိုက်တဲ့ဇလန်ဒီကဘာပေါ်မှာအရာဝတ္ထုတစ်ခုကြောင့်လူတွေရဲ့ဘဝတွေပျက်စီးသွားတယ်လို့ယုံကြည်ပါသလား Diabuk Parker ဆိုတာအဲ့ဒီလိုပဲနာမည်ကြီးတဲ့တဘာဝလွန်ပစ္စည်းတစ်ခုပါဒီတစ်တာလေးကအပြင်ကြည့်ရင်တာမန်ဟောင်းနှွမ်းနေတဲ့ဝိုင်းတစ်တာလိုပဲဒါပေမဲ့အထဲမှာမကောင်းဆိုးဝါးတစ်ကောင်ပိတ်လောင်ထားတယ်လို့ဆိုကြပါတယ်ဒီဇလန်က2000ခုနှစ်မှာစတင်ခဲ့တာပါဇလန်ရဲ့အစ Kevin Mannis နဲ့တစ်တာရဲ့ပထမဆုံးပိုင်ရှင် Kevin Mannis ဆိုတဲ့ American လူမျိုးတစ်ယောက်က Oregon ပြည်နယ် Portland မြို့မှာအသုံးဆောင်ပစ္စည်းဟောင်းတွေရောင်းတဲ့ဈေးတစ်ခုကနေဒီဝိုင်းတစ်တာလေးကိုဝယ်ခဲ့ပါတယ်အဲ့ဒီဈေးကအသက်103နှစ်အရွယ် Habla ဆိုတဲ့ပိုလန်မျိုးသမီးအိုတယောက်ရဲ့နောက်ဆုံးပစ္စည်းတွေကိုရောင်းချတာပါ Habla ကဒုတိယကမ္ဘာစစ်အတွင်းဂျူးလူမျိုးတယောက်အနေနဲ့နာဇီတွေလက်ထဲကနေလွတ်မြောက်လာခဲ့သူမိသားစုတစ်ခုလုံးတေဆုံးခဲ့ပြီးစပိန်ကိုထွက်ပြေးခဲ့ရတယ်အဲ့ဒီမှာဒီတစ်တာကိုရခဲ့ပြီးနောက်ဆုံးအမေရိကကိုယူလာခဲ့တာပါ Kevin ကတစ်တာကိုဝယ်ပြီးအိမ်ပြန်ရောက်တဲ့အခါအထဲမှာထူးဆန်းတဲ့ပစ္စည်းတွေတွေ့ခဲ့တယ်1920ခုနှစ်ကပင်နီကျွေဆေးနှစ်ပြားစပင်းနှစ်မြင်တမြင်ကဆန်နဲ့တမြင်ကဆန်ရွှေရှောင်းဆိုတဲ့ဂျူးစာလုံးထွင်းထားတဲ့ကြောက်တုံးလေးလက်ဆွဲဖုတ်ကောင်ပုံစံဖျောင်းတိုင်ထောက်ဝိုင်းခွက်လေးတစ်ခုနဲ့အချောက်ခံထားတဲ့နှင်းစီတပွင့်ဓာရီကြည့်ရတာတာမန်ပစ္စည်းလိုပဲဒါပေမဲ့ Habla ရဲ့မြေမလေးကဒါက Diabuk Park ပါဘယ်တော့မှမဖွင့်နဲ့လို့သတိပေးခဲ့တဲ့ဂျူးတနာကြီးမှာ Diabuk ဆိုတာမကောင်းဆိုးဝါးဝိညာဉ်တစ်ခုဖြစ်ပြီးလူသေးပြီးနောက်ဘဝကိုမရောက်နိုင်တဲ့စိတ်ဆိုးဝမ်းနည်းနေတဲ့ဝိညာဉ်တွေပါထူးဆန်းတဲ့ဖြစ်ရပ်တွေစတင်ခဲ့တဲ့ Kevin ကသတိပေးချက်ကိုဂရုမစိုက်ပဲတစ်တာကိုဖွင့်လိုက်တယ်အဲ့ဒီနောက်ပိုင်းသူ့ဘဝမှာထူးဆန်းတဲ့အရာတွေဖြစ်လာပါတယ်အိမ်ထဲမှာအရိပ်တွေလှုပ်ရှားနေတာကိုမျက်စိထောင်းကနေမြင်တဲ့အနံ့ဆိုးတွေရုတ်တရက်ထွက်လာတယ်အိမ်မက်ဆိုးတွေမက်လာတဲ့ပိုဆိုးတာကသူ့အမေကိုဒီတစ်တာကိုမွေးနေ့လက်ဆောင်ပေးပြီးအဲ့ဒီနေ့မှာပဲသူ့အမေလေးဖြတ်သွားတယ်ဒီဖြစ်ရပ်တွေက Kevin ကိုကြောက်လာအောင်လုပ်ခဲ့ပြီးနောက်ဆုံးပဲမှာဒီတစ်တာကိုရောင်းလိုက်ပါတယ်သူ့ရဲ့ဖော်ပြချက်မှာကူညီပေးပါဆိုတဲ့စာသားပါထည့်ရေးခဲ့တယ်တစ်တာရဲ့ဒုတိယပိုင်ရှင် Yezevnetsky ပဲမှာ140နဲ့ဝယ်သွားသူကတော့ Yezevnitsky ဆိုတဲ့ចောင်းသားတစ်ယောက်ပါသူလဲတစ်တာရဲ့တက်ရောက်မှုကနေမလွတ်ခဲ့ပါဘူးအိမ်ထဲမှာမီးလုံးတွေအကြောင်းမဲ့ပောက်ကွဲတဲ့ထူးဆန်းတဲ့အတန်တွေကြားရတယ်သူ့စပင်တွေပါရုတ်တရက်ကျွတ်ထွက်လာတဲ့ရှစ်လအကြာမှာ Yosef လဲဒီတစ်တာကိုထပ်ရောက်ပါတယ်Jason Haxton နဲ့တစ်တာရဲ့အနာဂတ်နောက်ဆုံးဒီတစ်တာကိုဝယ်သွားသူက Jason Haxton Missouri ပြည်နယ်ကစေပညာပြတိုက်ရဲ့ညွှန်ကြားရေးမှူးတစ်ယောက်ပါသူကတော့ဒီတစ်တာကိုသူတေသနာလုပ်ဖို့စိတ်ဝင်စားခဲ့တာဒါပေမဲ့သူလည်းထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့ရင်ဆိုင်ခဲ့ရတဲ့မျက်လုံးတွေရုတ်တရက်တွေးထွက်လာတဲ့အသက်ရှူမဝတော့ပဲအော့အန်နဲ့တကူလုံးအင်ပီတွေထွက်လာတဲ့ဒါကိုမခံနိုင်တော့တဲ့ Jason ကဂျူးဖုံးတော်ကြီးတွေနဲ့တိုင်ပင်ပြီးတစ်တာကိုပိတ်ဖို့ကြိုးစားခဲ့တဲ့ရွှေသားနဲ့အုပ်ထားတဲ့တစ်တာတစ်ခုထဲမှာထည့်ပြမြုပ်ထားလိုက်တယ်ဒါပေမဲ့ဒီတစ်တာရဲ့ဇလန်းကဒီမှမပြီးပါဘူး Zach Bagans နဲ့ခစ်တစ်6လက်မှုနောက်ဆုံးဒီတစ်တာကို Zach Bagans ဆိုတဲ့တဘာဝလွန်စုံစမ်းသူကဝယ်ယူခဲ့ပြီးသူ့ရဲ့ Las Vegas Art Museum မှာပြသထားပါတယ် Zach ကတစ်တာကိုဖွင့်ကြည့်ခဲ့တဲ့အခါထူးဆန်းတဲ့ဖြစ်ရပ်တွေထပ်ဖြစ်ခဲ့တယ်သူနဲ့တူလိုက်သွားတဲ့အဆိုတော် Post Malone တောင်တစ်တာနာမှာထူးဆန်းတဲ့ခံစားမှုတွေရခဲ့တယ်လို့ဆိုပါတယ်ဒါတကယ်ပဲဖြစ်ရပ်မှန်လားဒါပေမဲ့ဒီမှာလှည့်ကွက်တစ်ခုရှိပါတယ်2020မှာ Kevin Mannis ကိုယ်တိုင်က Diabuk Parker ဇလန်ကကျွန်တော်ဖန်တီးထားတာပါလို့ဝန်ခံခဲ့ပါတယ်သူကဒီတစ်တာကိုပပဲမှာရောင်းဖို့ဇလန်တစ်ခုကိုစီစဉ်ခဲ့တာပါဒါပေမဲ့ Jason Haxton နဲ့ Zach Bagans ကတော့သူတို့တွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်တွေကအမှန်ပဲလို့စက်ယုံကြည်နေကြပါတယ်ဒါကလူတွေကိုပိုစိတ်ဝင်စားစရာဖြစ်အောင်လုပ်ထားတာလားဒါမှမဟုတ်တကယ်ပဲတဘာဝလွန်တစ်ခုရှိနေတာလားအဲ့ဒါကိုတင်တို့ပဲဆုံးဖြတ်ကြည့်ပါနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးသိချင်သေးတယ်ဆိုရင် like and subscribe လေးလုပ်ထားပေးပါဦးဗျ